မင်္ဂလာပါခင်ဗျာကျွန်တော်ကြိုင်လေးမိုဘိုင်းမှာကြိုဆိုနှုတ်ဆက်ပါတယ်မိတ်ဆွေတို့အနေနဲ့ဗျာကိုသိတယ်ဆိုပြီးတော့လည်းငြိမ်မနေပါနဲ့ဗျာဒီပို့လေးကို share ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ဘာဖြစ်လို့လဲဆိုတော့မသိနားမလဲလူတွေမရှိတဲ့လူတွေမှာဟောဒီလူလိန်အကောင့်ကနေပြီးတော့အလိန်ခန်းခံနေရတာတွေကနေ့စဉ်ရက်ဆက်နေ့တိုင်းလူခံနေရတာဖြစ်ပါတယ်ဒါဖုန်းဆိုင်ကြိုင်လေးမိုဘိုင်းရဲ့အတုအကောင့်ဖြစ်ပါတယ်လူလိန်အကောင့်ဖြစ်ပါတယ်ကြိုင်လေးမိုဘိုင်းဆိုပြီးတော့ဘေးမှာအမှန်ချစ်ကလေးအစိမ်းရောင်လေးနှစ်ခုထားရတယ်အခုဆို follower 16k တောင်ကျော်နေပါပြီဘာပဲဖြစ်ဖြစ်တဦးတယောက်မနစ်နာရအောင်မိတ်ဆွေတို့အနေနဲ့ဝိုင်းဝန်းကူညီပေးကြပါလို့ကျွန်တော်တောင်းဆိုပါရစေခင်ဗျာကျွန်တော်လည်းနေ့စဉ်မြင်တွေ့ကြားနေရတာတွေတကယ်ကိုစိတ်မကောင်းဖြစ်မိလို့ကူညီတောင်းပါတယ်ဗျာဒီကောင် report ထုပေးကိုလည်းကူညီတောင်းထားတယ်ဟိုအရင်တည်းကကျွန်တော်တင်ထားတယ်ဗျာဒါပေမဲ့ဟိုမပြတ်ဘူးပေါ့နော်အကောင့်မပြတ်တော့ကြတော့ဒီမှာနေ့တိုင်းလူလိန်ခံနေရတယ်ဗျာမိတ်ဆွေသူများရဲ့ချွေးနေစာပတ်စံလေးတွေတချို့ဆိုရင်ချွေးနေစာလေးတွေသူတို့မှလာစာလေးမရှိမဲ့လေးစုဆောင်းထားတာမိတ်ဆွေတို့အနေနဲ့ကလည်းဘယ်တော့အခါမှတရားရကိုင်လုံးမမြင်ရမတွေ့ရထိတွေ့မှုမရှိဘဲနဲ့ငွေ online ပေါ်ကနေတွေ့တိုင်းငွေမလွှဲကြပါနဲ့မိတ်ဆွေတို့နော်ဗီဒီယိုကောတွေပါရင်လည်းခေါ်ပြီးတော့စီစစ်ပါနော်ဒီအကောင့်အတုလူလိန်အကောင့်တူဖြစ်ပါတယ်နော်မိတ်ဆွေတို့အဲ့တော့ဒီမှာကြည့်ပါဖုန်းနံပါတ်က0995905992ဆိုပြီးတော့မြန်မာနိုင်ငံလုံးရန်ဖြင့်ပို့ပေးသည်တဲ့လိန်နာနော်လိန်နာတော့ဒီဖုန်းတင်သမျှဖုန်းတွေကအဲ့ကောင်ရှိတာလည်းမဟုတ်ဘူးနော်အဲ့ online ပေါ်ကနေပြီးမှ download ဆွဲပြီးဒီကောင်ရိုက်တင်တာဆိုင်နာမည်လေးတစ်ခုတက်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဘာမှမဖြစ်ဘူးပေါ့နော်ဆိုင်ရောက်လာတော့လည်းရှင်းပြပေးရတာပေါ့ဒါမှပြဿနာမရှိဘူးတချို့ငွေလွှဲတဲ့လူတွေကြတော့တော်တော်သနာကိုကောင်းပါလေသူတို့အတွက်ကြောင့်နော်ဒီဖုန်းကလူလိန်အကောင့်ဖုန်းဖြစ်ပါတယ် Viber မှာကျွန်တော်ပုံတင်ထားတာပါသူကစင်တူရိုးမဖြစ်အောင်လုပ်ထားတာပါကျွန်တော်ရဲ့အကောင့်အစစ်ကိုလည်းကျွန်တော်ပြပါမယ်ဗျာကျွန်တော်တို့ဆိုင်ကဖုန်းနံပါတ်ကဒီမှာ40138318ဤတစ်လုံးမဲ့သုံးပါတယ်ပြီးတော့ကျတော့ကျွန်တော်ရိုက်ပြပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုကျွန်တော်ပြမယ်ပေါ့နော်ဒါကျွန်တော်ရဲ့အကောင့်အစစ်ပါနော်ဘယ်လိုမှမတူပါဘူးနော်ကျွန်တော်တို့ကငွေကြိုလဲမယူပါဘူးစင်ရန်တတ်တာလည်းလက်မခံပါဘူးဗျာ